စတူယန်မိုင်15မိုင်လောက်ကျယ်ဝန်းတဲ့ဟူလာကန်တက်မြို့ကြီးရဲ့မြို့ရိုးကြားတွေကနေအမြင့်နေရာနဲ့ချီတဲ့အပြာနူးရောင်စစ်စရုပ်ကြီးတရုတ်ဟာဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ကျွန်တော်မောင်းနေရမယ့်စက်ရုပ်ကြီးပေါ့သူ့ရဲ့ရင်ဘတ်ပေါ်ကနေအေယာမစွမ်းအင်တွေကိုထုတ်လွှတ်ပေးနိုင်တဲ့အာနုဘော်ပြင်းရီအက်တာလေးလုံးဟာတပြိုင်နက်တည်းလင်းထိန်သွားခဲ့ပြီးလက်ထဲမှာလည်းရှေးဟောင်းအခရာတွေထွန်းထူထားတဲ့အေယာမစစ်တူရင်းကြီးကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားပါတယ်။ကျွန်တော်မောကြည့်လိုက်တဲ့အခိုက်အတန့်မှာတင်စက်ရုပ်ရဲ့ခြေပွားအောက်ကတွန်းကန်အားပေးအင်ဂျင်တွေဟာအစင်းသင်းဖြစ်နေပါပြီ။တစ်ချက်တည်းနဲ့ဝေးလံတဲ့အရက်စီကိုမိုင်ပေါင်းများစွာလွင့်ထွက်သွားအောင်ခုန်ပြန်လိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ပြိုင်ဘက်ကလည်းတာမန်တော့မဟုတ်ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ကြီးကတောင်တလုံးနီးပါးမြင့်မားလာပြီးပိုပြီးကြောက်စရာကောင်းတာကတော့သူ့ရဲ့တကိုယ်အုံးကနေအရေးပြားချင်းထိမ့်တက်ထွက်ပေါ်နေတဲ့ဒုံလုံး၆ချားဖွယ်ရာစွမ်းအင်လိုင်းတွေပါပဲ။ဒီခေတ်ကြီးဟာမိစ္ဆာတွေနဲ့သွေးစာနေတဲ့တတဝါဆန်းတွေကြီးစိုးတဲ့ခေတ်ဆိုးကြီးတစ်ခုပါသူတို့ဟာအရွယ်အစားမျိုးစုံနဲ့လာကြတာဖြစ်ပြီးအသေးဆုံးက10ပေလောက်ရှိပေမဲ့အကြီးဆုံးကတော့ပေယာနဲ့ချီမြင့်မားကြပါတယ်သူတို့ရဲ့စွမ်းအားတွေကတော့တင်တို့စိတ်ကူးထဲထည့်ထားတာထက်ကိုအစပေါင်းများစွာပိုမိုပြင်းထန်လွန်းလာပါတယ်ဒီမိစ္ဆာတွေရဲ့နောက်ဆုံးပန်းတိုင်ကတော့တကဘာလုံးကိုတိမ့်ပိုက်ပြီးလူသားတွေရဲ့နောက်ဆုံးခိုလုံရာခံတက်တွေကိုတစ်ခုပြီးတစ်ခုအမြင့်ပြတ်ချေမုန်းဖြစ်ဖို့ပါပဲဒါကြောင့်မို့လို့ပဲကျွန်တော်တို့လူသားတွေကဒီစစ်စရုပ်ကြီးတွေကိုတီထွင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်ဖြောင့်မတ်ခြင်းရောင်ဝါငါမျိုးရဲ့စွမ်းအင်တွေကိုအခြေခံပြီးမောင်းနေတဲ့ဒီစက်ရုပ်ကြီးတွေဟာသွေးစာနေတဲ့မိစ္ဆာအုပ်စုကြီးကိုပြန်လဲတိုက်ခိုက်ဖို့လူသားတွေရဲ့တခုတည်းသောတုံ့ပြန်မှုပါပဲလူတွေကကျွန်တော်တို့ကိုအုတ်ထင်းသူလေရင်မှုတွေလို့ခေါ်ကြပါတယ်ဒီမျိုးကြီးတည်တတ်နေတဲ့၍ကျွန်တော်တို့ရဲ့တာဝန်ကတော့ရှင်းရှင်းလေးပါမျိုးရိုးတွင်းမှာဖြစ်ဖြစ်မျိုးရိုးပြင်ပမှာဖြစ်ဖြစ်ပေါ်အားသမျှမိစ္ဆာမှန်သမျှကိုတကောင်မကြံတုတ်တင်ပစ်ဖို့ပါပဲကျွန်တော်တို့အုတ်ထင်းသူလေရင်မှုတွေမှာမတူညီတဲ့တိုက်ခိုက်ရေးစွမ်းရည်အသီးသီးရှိကြပြီးကိုစီတာဝန်တွေကိုတေချာခွဲဝေယူထားကြတာဖြစ်ပါတယ်ပထမဆုံးပညာရှိကတော့တိုက်ပွဲကိုထိန်းချုပ်တဲ့မင်းတက်လိုပါပဲသူတို့ကမျိုးတဲကိုကျူးကျော်ဝင်ရောက်လာတဲ့ဘလို့မိစ္ဆာကိုမစိုးလို့မရအောင်ချုံနှောင်ထားပြီးကြံတဲ့သူတွေဝင်တိုက်နိုင်ဖို့အခွင့်အရေးဖန်တီးပေးပါတယ်ဒုတိယသစ္စာရှိသူကတော့အဝေးပြစ်အမြောက်တက်လိုမျိုးပြင်းထန်တဲ့ပြစ်ခတ်မှုအားသာချက်ကိုယူထားတာပါနောက်ဆုံးကလူနာရှင်ကတော့အနီးကပ်တိုက်ခိုက်ရေးမှာအစွမ်းထက်ဆုံးစေရထားကြီးလိုပါပဲဘလို့မှတက်လို့မသေးနိုင်တဲ့အကျိတ်နဲ့ရန်သူတွေကိုချေမုန်းဖို့တီးတန့်တိဆောက်ထားတာဖြစ်ပါရဲသူတို့သုံးဆွဲတဲ့လက်နက်တွေရဲ့ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းနဲ့ဒုံလို့စရာကောင်းတဲ့အင်အားဟာအားစရာပါပဲရန်သူရဲ့အရွယ်စားကစစ်စရုပ်ထက်9ဆလောက်ပိုကြီးနေရင်တောင်မှဒီစစ်ရထားမောင်းနေသူတွေကတော့ရှေ့ရန်တိုက်ပွဲကိုခိုင်ခိုင်မာမာဆက်ပြီးထိန်းထားနိုင်စေပါပဲ